ခုဗီဒီယိုမှာပြောပြပေးသွားမယ်အကြောင်းအလေးကတော့Google Gemini ကိုသုံးပြီးတော့ PowerPoint တစ်ခုကိုအမြန်ဆုံးဖန်တီးနည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကွန်ပျူတာတော့Google Gemini နဲ့ကိုအရင်ဆုံးဝင်လိုက်ပါမယ်အဲ့တော့ဒီနည်းလေးကဆိုလို့ရှိရင် Google Gemini ကိုသုံးပြီးတော့ကွန်ပျူတာနော် PowerPoint file ကိုလုပ်လို့ရတဲ့အထိအလွယ်တကူလုပ်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီ Google ကိုဝင်လိုက်ပြီးတော့ပြီဆိုရင်ဒီထဲကနေပြီးတော့ Gemini ဆိုတာလေးကိုဝင်လိုက်ရင်ဒါကိုယ့်ရဲ့ Google Gemini နဲ့ကိုရောက်တော့ပါပြီအဲ့တော့ Gemini အခြေခံအသုံးပြုနည်းတွေကတော့အခုချိန်နေမှာဆိုရင်တော်တော်များများလည်းသိပြီးသားဖြစ်မယ်ထင်လို့ထပ်ပြီးတော့မပြောတော့ပါဘူးသိချင်တာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်အဲ့တော့ဒါဆိုရင် Google Gemini နဲ့ကိုရောက်တော့ပါပြီအဲ့ဒါကျွန်တော် Gemini ကတော့ဒါ Google Gemini Pro feature သုံးပြုထားတာဖြစ်ပါတယ်free မှာလည်းတိုင်းတာတစ်ခုတည်းအောင်သုံးပြုလို့ရပါတယ်တကယ်ကိုကိုကကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုယ့်ရဲ့သင်ကြားရေးတွေရန်ကိုအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ Google Gemini Pro ကိုသုံးမယ်ဆိုရင်ဒီမြန်မာလူရောသုံးတဲ့လူတွေအတွက်တော့အရင်ကောင်းပါတယ်အဲ့တော့ဒီမှာဆိုရင်ဘယ်လိုဒီလိုပေးပေါ်လာပြီဆိုရင်ဘယ်လိုစပြီးတော့သုံးအောင်မလဲဆိုရင်ဒီမှာ2ဆိုတာလေးရှိပါလေအဲ့ဒီ2ဆိုတဲ့ဟာလေးကိုထောက်လိုက်ပြီး canvas ဆိုတဲ့ mode လေးကိုအရင်ခေါ်လိုက်ပါနော် canvas mode ဆိုတာကိုက file တွေတတိုင်းနဲ့အလုပ်လုပ်မယ်ကုတ်တွေရေးမယ်နော်စသဖြင့်ပေါ့နော်ပြန်ကြည့်ရတာလွယ်အောင်လုပ်မယ်ဆိုရင်တော့ဒီ canvas mode လေးနဲ့ရေးတာကောင်းတယ်တစ်စင်းချင်းစီပြင်တာသုံးတာတွေလုပ်ပြီးတော့ file တစ်ခုချင်းတစ်ခုချင်းတွေတွားလို့ရတယ်ဒီ canvas mode ကို on မထားဘူးဆိုလို့ရှိရင်တော့တစ်ခုမေးတစ်ခုဖြေနေပြန်ပြီးတော့လုပ်လို့ရတာအဆင်မပြေပါဘူးပြန် edit လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ canvas mode လေးနဲ့တွားပါအဲ့တော့ပြီးရင်ဒီမှာထုံးစံအတိုင်းပဲ chatbot တွေမှာရေးတဲ့အတိုင်းပဲသူ့ကိုစာလေးရိုက်လိုက်ပါမယ်နော်ဒီ create ဆိုတာမှဝင်လေ keep ပေါ့နော်ဗမာလိုလည်းရေးလို့ရမယ်ဗမာလိုဒီစာရင်အကောင်းဆုံးကတော့အင်္ဂလိပ်လိုရေးရင်လည်းပိုကောင်းတယ်ဗမာလိုရေးရင်လည်း Gemini ကသူ့လိုမှာတေချာရေးတတ်တယ် pro ရေးနီးနော် pro engineering နဲ့ကောင်းပေါ့နော် pro တစ်ခုကိုသူကသူ့ကိုအရင်ဆုံး role ပေးမယ်အဲ့ဒါ context ပေးမယ်အဲ့ဒါ format တွေတေချာချပေးမယ်ဆိုရင်အရင်ကိုကောင်းပါတယ်အဲ့တော့ဒီမှာစာလေးရေးပြီးတော့သူ့ကို pro လေးရေးပြီးခိုင်းလိုက်မယ်အဲ့တော့ create the PowerPoint about AI agent ပေါ့နော် AI agent အကြောင်းကိုဒါဥပမာလေးနဲ့ပြောပြအောင်နော် slide ခုနှစ်ခုရေးပေးပါဆိုပြီးတော့ဒီဘက်ကိုနှိပ်လိုက်အဲ့ဒီမှာ pro mode လေးကို on ထားလိုက်ပေါ့နော်ဒီမှာသူက pro ရှိတယ် fast ရှိတယ် thinky ရှိတယ်နော်အဲ့တော့ pro mode လေးကို on ထားလိုက်တယ်အဲ့တော့ဒီမှာနှိပ်လိုက်ပြီပေါ့နော် generate လုပ်နေပြီပေါ့နော် PowerPoint ပေါ့နော်ခဏလေးစောင့်လိုက်ပါအဲ့တော့ခုခေတ်မှာတော့ပေါ့နော် AI ကိုကောင်းကောင်းကျွမ်းကျင်သုံးတတ်ဖို့ကတကယ်ကိုအရေးကြီးတယ်ကဏ္ဍတစ်ခုဖြစ်နေပါပြီပေါ့နော် AI ကိုဒီစာသင်တဲ့အကြောင်းသားတွေကနေစပြီးတော့ဟလာဒီလုပ်ငန်းခွင်မှာလုပ်နေတဲ့လူတွေလုပ်ငန်းရှင်တွေဒါတွေအကုန်လုံး AI အကြောင်းကောင်းကောင်းသိမယ်ဆိုရင်မသိတဲ့လူတွေတဲ့ကိုယ်ကသူများရဲ့ရှေ့ကိုပို့ပြီးရောက်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်လူလေးပေါ်လာပြီဒီမှာဆိုရင် AI slide 8ခုတင်မယ်နော်ခေါင်းစဉ်အပါမှာကျွန်တော်9ခုလောက်ခိုင်းတာသူက8ခုခေါင်းစဉ်အပါ8ခုတင်မယ်အဲဒီမှာပုံလေးတွေပါသူကတစ်ခါလေးပါနော်အဲ့မှာကိုယ်ကပုံလေးတွေမကြိုက်ဘူးဆိုဒီမှာထပ်ပြီးတော့အရောင်လေးပုံလေးပြောင်းပြီးပါဆိုဆက်ပြီးခိုင်းလို့ရတယ်ဗောနော်ဒီမှာကြည့်လိုက်မယ်ဒီမှာနော်challenges and risk question အရင်ကိုကောင်းပါတယ်အဲ့တော့ဒါကို PowerPoint ဖြစ်သွားအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကို export to slide ဆိုတာလေးနှိပ်လိုက်ပါနော် export to slide ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင် Google slide ထဲကိုရောက်သွားလိမ့်မယ်ခဏလေးစောင့်ကြည့်ပါဒီနည်းနဲ့သုံးတယ်ဆိုရင် Google presentation တစ်ခုကိုမြန်လုပ်ရှင်တယ်ဆိုရင်အရင်ကိုအဆင်ပြေပါလေနော်ဒီနည်းကိုမှစနစ်တကျထပ်ပြီးသုံးတတ်တယ်ဆိုရင်ကိုကအလုပ်အတွက် PowerPoint လေးနော်ဒီသင်ကြားရေးအတွက် PowerPoint နေဆိုရင်အမြန်ဆုံးပို့ပြီးတော့လုပ်နိုင်မှာဖြစ်ပါတယ်။ဒါကတော့အခြေခံနည်းလေးကိုပဲမျှဝေပေးတာဖြစ်ပါတယ်။ကိုကသူစမ်းလုပ်ကြည့်ပြီးတော့ဆင်ပြေတယ်မပြေဘူးတစ်ချက်ပြောပြပါဒီမှာ open slide ထဲကိုရောက်သွားပြီ open slide ဆို Google slide ထဲကိုဝင်လိုက်ပါဘောနော်။ Google slide ထဲကိုဝင်လိုက်ရင်ဒီမှာကိုရဲ့ဒါ Google slide ဆိုတာတော့အားလုံးသိတဲ့အတိုင်းပဲMicrosoft PowerPoint လိုပဲပေါ့နော် Google slide ဆိုတာအကုန်လုံးဒီမှာကိုကြိုက်တာကြီးပြင်လို့ရတယ်ပေါ့နော်ဒီမှာ slide ထဲမှာနော် text တွေ background တွေ layout တွေအကုန်ပြင်လို့ရတယ်နော်ကျွန်တော်ဒီမှာမပြင်တော့ဘူးပေါ့နော်မပြင်တော့ဘဲနဲ့ဘာပဲလုပ်ပြမလဲဆိုလို့ရှိရင်ဒီကနေ PowerPoint file နေနဲ့ထုတ်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကနေဘယ်လိုထုတ်မလဲဆိုလို့ရှိရင်ဒီမှာ file ကိုတွားလိုက်ပေါ့နော် file ကနေပြီးတော့မှဒီမှာ download နော် Microsoft PowerPoint ကိုနှိပ်လိုက်လို့ရှိရင်ဒါအများသုံးတဲ့ဒီနော် PowerPoint file နေနဲ့ download လုပ်လို့ရမှာဖြစ်ပါတယ်နော် Microsoft PowerPoint နေနဲ့ download လုပ်မယ်ဆိုပြီးတော့နှိပ်လိုက်တယ်ဆိုဒီမှာ download စပြီနော် AI agent overview download လုပ်လို့ရသွားပြီဆိုရင်ဒါ PowerPoint တစ်ခု file တစ်ခုရသွားပြီဖြစ်ပါတယ်ဒီမှာဆိုနှိပ်လိုက်ရင် PowerPoint လေးကိုရောက်သွား PowerPoint လေးရောက်မှထပ်ပြီးတော့ PowerPoint ရဲ့ feature တွေကိုသုံးပြီးတော့ကိုကပြန် edit လုပ်ပြီးတော့အသေးစိတ်ပြန်စစ်ပြီးတော့လုပ်လို့လည်းရမှာဒီမှာ enable editing ဆိုတာလေးကိုနှိပ်လိုက်ပြီးဒီမှာ
PowerPoint ထဲမှာထပ်ပြီးတော့ဟလာပုံထည့်တာတွေပြင်တာတွေပြောင်းတာတွေအကုန်လုပ်လို့ရတယ် animation တွေထပ်ထည့်လို့ရတယ်နော် PowerPoint မှာလည်းထပ်ပြီးတော့PowerPoint ထဲမှာသူ့ရဲ့ feature တွေသုံးပြီးတော့ animation တွေပုံတွေထပ်ထည့်တာတွေဒါလည်း PowerPoint ကိုကျွမ်းကျင်သုံးတတ်တယ်ဆိုရင်ဒါနဲ့ပေါင်းဆက်လိုက်တယ်ဆိုရင်ကိုယ့်ရဲ့ PowerPoint တိစောက်တဲ့လုပ်ငန်းအမြန်ဆုံးအကောင်းဆုံးဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအဆုံးထိအောင်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုအကျိုးရှိတဲ့ AI နည်းပညာအပါအဝင်နည်းပညာတွေဘုဒ္ဓတာတွေပုံမှန်မျှဝေပေးမယ့် channel လေးကိုအမြဲဝင်ရောက်လေ့လာဖို့လည်းဖိတ်ခေါ်ပါတယ်အားလုံးဆုံးထိအောင်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်